Assalamualaikum. Juma Mubarak ba. ဒီနေ့ကနှစ်တကူနေ့လေးလည်းဖြစ်တယ်။နှစ်တမင်္ဂလာနဲ့အတူအားလုံးတူချင်းတယောက်ချင်းစီအပေါ်စုကောင်းကြီးမင်္ဂလာအဖျားဖျားငြိမ်းချမ်းမှုအေးချမ်းမှုတွေချရောက်ပါစေလို့ဆုမွန်ကောင်းတောင်းမေတ္တာပို့ပေးလိုက်ပါတယ်။ဒီနေ့ပေးပို့ခြင်းနဲ့post လေးရဲ့ခေါင်းစဉ်ရတော့အတိတ်တရားလို့ပဲခေါင်းစဉ်လေးပေးခြင်းပါတယ်အတိတ်တရားဆိုဒီမှာဖန်ဆင်းရှင်ကကျွန်မတို့ဖန်ဆင်းလိုက်ကြတဲ့လူသားအားလုံးတူချင်းစီကိုဖန်ဆင်းလိုက်ကြတဲ့အတိတ်တရားနဲ့ပိုင်းခြားတတ်တဲ့အုံနောက်အတိညာပေါ့နော်အုံနောက်အတိညာ brain ပေါ့ဒီအုံနောက်အတိညာနှစ်ခုရှိတယ်ညာဘက်ကဆိုလို့ရှိရင်ကြိုးစားတာဆောင်ရွက်တာအလုပ်လုပ်တာဘယ်ဘက်ကကြတော့ control ပေးတာအဲ့ဒီ control လေးကိုကျမတို့အတိတရားအနေနဲ့အမြဲတမ်းလှုပ်ဆောင်ပေးနေရမယ်ပို့ပြီးတော့လှုပ်ဆောင်ပေးရမယ်များသောအားဖြင့်အလုပ်လုပ်ပေးနေတာဒီညာဘက်ချက်မှာရှိတဲ့အုံနောက်လေးကအမြဲတမ်းနေစင်တဲ့မြအချိန်နဲ့အမြအလုပ်တွေလုပ်ပြီးပါပြီဆိုလို့ရှိရင်မောရကွာနာမယ်အိတ်ချင်တဲ့ကွာအိတ်တော့မယ်ဘာပြီးဘာလို့မယ်အဲ့လိုလေးတွေပေါ့နော်အဲ့တော့ဒီဘက်တစ်ချမ်းကြီးကိုပဲအလုပ်လုပ်နေလို့မရအောင်တစ်ဖက်ကကြတော့ကောင်းမကောင်းပိုင်းခြားတတ်တဲ့အသိဉာဏ် control လေးပေါ့အဲ့ဒါလေးကိုလည်းအမြဲတမ်းအလုပ်လုပ်ပေးရမယ်တွေးခေါ်နေရမယ်တွေးတောနေရမယ်အလွယ်ကူဆုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်မနေ့ဖန်ကြလို့ရှိရင်ဘာတွေလောက်မယ်အလုပ်တွေရှိတယ်အဲ့တော့ဒီနေ့ငါစောလေးအိပ်ရမယ်ဒါအလွယ်ကူဆုံးပေါ့နော်စောလေးအိပ်ရမယ်အားရှိအောင်ဘယ်လိုနေရမယ်ကျန်းမာအောင်ဘယ်လိုနေရမယ်အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲအဲ့လိုလေးတွေပေါ့အဲ့ဒီအတွေးခေါ်လေးတွေဟာအမြဲတမ်းသုံးသပ်နေရမယ်အဲ့ဒီတော့တစ်ဖက်တည်းကိုပဲစီးနေပြီးတော့ဆောင်ရွက်လျှောက်သွားနေလို့မရအောင်အဲ့ဒီတော့ကျမတို့လူသားတိုင်းမှာတွေးခေါ်တတ်တဲ့အပိုင်းလေးပေါ့နော်အပိုင်းလေးနှစ်ခုရှိတယ်ဘယ်ဘက်ညာဘက်အဲ့နှစ်ခုလုံးကိုအမြဲတမ်းအသုံးချမယ်ဖန်ဆင်းရှင်ကဖန်ဆင်းပေးလိုက်ကြတဲ့ကတွဲပြီးတော့ဖန်ဆင်းပေးလိုက်တာအဲ့တော့ကျမတို့ဒီအကောင်းဆုံးအတွေးခေါ်လေးတွေနဲ့နှစ်သက်မှာ